တချို့ကိုယ်အတိုင်းဝိုင်းထဲမှာတတိထားကြည့်တွေ့လိမ့်မယ်ပညာရည်ချင်းလည်းတိတ်မရှိလာပါဘူးပစ္စည်းဥစ္စာလည်းပဲတိတ်မရှိဘူးဒါပေမဲ့ဒီလူဟာတရားကိုကြိုးကြိုးဆဆအားထုတ်ပြီးတော့အမြဲတမ်းနေသွားတဲ့လူဖြစ်တယ်အကျင့်သီလကောင်းတယ်လူများနဲ့ဆက်ဆံတဲ့ခံမှာလည်းပဲသူ့မှာတရားသတိကအမြဲတမ်းရှိရတဲ့အတွက်ကြောင့်ဂုံနဲ့မဆက်ဆံဘူးသူတစ်ပါးကိုထိခိုက်အောင်နစ်နာအောင်မလုပ်ဘူးကိုချင်းစာတတ်တယ်တနာတတ်တယ်ကျင်နာတတ်တယ်ခွန့်လွတ်တတ်တယ်အကျိုးလိုလားတယ်သူကပြောစရာဆိုစရာရှိလို့ပြောမယ်ဆိုရင်လည်းပဲတစ်ဖက်သားနားလည်နိုင်မဲ့စကားမျိုးစိတ်ချမ်းသာမဲ့စကားမျိုးကိုပဲပြောလို့ရှိတယ်ဆိုရင်ဒီလူကိုအများကဝိုင်းပြီးတော့ခင်ကြတယ်လေးစားကြတယ်တန်ဖိုးထားတယ်နော်တချို့ဆိုရင်သူ့ထက်ယာဓုဂုံတွေအများကြီးကြီးတဲ့လူကတော့မှဆွေမျိုးရင်းချလို့အသက်ကြီးတယ်ဆိုရင်ဦးကြီးလို့ဘာကြီးလို့ဆရာလို့နေရာမှာထားတယ်အဲ့ဒါလိုလေးစားမှုခံရတယ်နော်မခံရလဲတကယ်တော့ကိစ္စမရှိဘူးကိုယ်စိတ်ထဲမှာတကယ်လေးနက်မှုအေးချမ်းမှုမြင့်မြတ်မှုရှိနေလို့ကိုယ့်ဘဝကိုကိုကျင့်ညနေတဲ့လူဟာသူသားနဲ့နှိုင်းပြီးတော့ငါကအောက်ကနေရတာဘာလားလို့အဲ့လိုခံစားမှုမဖြစ်ဘူးနော် inferiority complex မဖြစ်ဘူးတဲ့ပြောရရင်နော်ဒါကြောင့်ဒီ feeling မျိုးပြောက်ဖို့ဆိုတာကအမှန်တော့တခြားနည်းနဲ့ကထိတိရောက်လို့မရဘူးနော်ပစ္စည်းဥစ္စာနဲ့ဂုံနဲ့လုပ်လို့ကခဏပဲရမယ်နော်ရာတုံးမှတောင်မှတကယ်အေးချမ်းတာမဟုတ်ဘူးနော်ဒီတရားနဲ့လုပ်သွားမှဒါတနေ့အသက်ကြီးသွားလို့ပစ္စည်းဥစ္စာတို့ဂုံတို့ယာဓုတို့အာနာတို့မရှိတော့ရင်တောင်မှတရားနဲ့နေတဲ့လူဟာသူ့မှာအေးချမ်းမှုရှိနေတယ်စိတ်ဆင်းရဲမှုရှိဘူးငါကတိမ်ငယ်နေတယ်ဆိုတဲ့ခံစားမှုမျိုးမရှိဘူးနော်ဒီထက်တစ်ဆင့်စဉ်းစားကြည့်မယ်ဆိုရင်တရားကိုတကယ်သဘောပေါက်လာတဲ့လူဟာသူ့မှာတက်ကာယဒိဋ္ဌိပါသွားတယ်နော်တကယ်သောတာပတ္တိမေတ္တုဘာလို့ရတယ်ဆိုရင်တော့တက်ကာယဒိဋ္ဌိလုံးဝခင်းတယ်နော်ဒီအရှိပိုင်းမှာတော့ဝိပဿနာဉာဏ်ရင့်ကျက်နေတဲ့အချိန်မှာဆိုရင်လည်းပဲတက်ကာယဒိဋ္ဌိဟာအင်မတန်ပါတယ်မရှိတယ်လို့ပဲဖြစ်နေတယ်နော်ကင်းနေတဲ့သဘောမျိုးဖြစ်နေတယ်ဒါပေမဲ့မဲ့မရသေးရင်တော့ဒါတကယ်စိတ်မချရသေးပါဘူးနော်တို့တော့ဘယ်လိုဖြစ်ဖြစ်နော်တရားကိုထိထိမိကြိုးစားအားထုတ်နေတဲ့အတွက်ကြောင့်သူ့စိတ်ထဲမှာတက်ကာယဒိဋ္ဌိအတ္တဆွဲနဲတယ်အဲ့တော့ငါကသူ့ထက်သားတယ်သူကငါထက်သားတယ်သူကဘယ်လိုငါကဘယ်လိုဆိုတာအတိပ္ပယ်အားလုံးဟာတက်ကာယဒိဋ္ဌိပဲငါသူတစ်ပါးဆိုတာကြီးကိုအင်မတန်အခိုင်အမာကြီးပြင်းပြင်းထန်ထန်ကြီးဆွဲယူထားတဲ့သဘောဖြစ်နေတယ်နော်အဲ့တော့ဒီတက်ကာယဒိဋ္ဌိအားကြီးလေ loneliness အားကြီးလေပဲဒါကိုသေချာလေးလေးနဲ့သဘောပေါက်စေချင်တယ်နော်အဲ့တော့ loneliness ရဲ့အရင်းခံဟာနော်အဖော်မဲ့အထီးကျန်ဖြစ်ဖို့ရအရင်းခံအကြောင်းရင်းဟာတက်ကာယဒိဋ္ဌိအတ္တဆွဲနော်နောက်တစ်ခုတွဲလိုက်ရင်တော့ရပါတယ်မာနလည်းထို့တူပါပဲနော်မာနသိကြည့်ရင်အဖော်မဲ့သွားတယ်နော်နေရာတွေကဂုံနဲ့ပဲကြည့်ပြီးတော့ပြောနေဆိုနေမယ်ဆိုရင်တခြားလူတွေကတဖြည်းဖြည်းရှောင်ကျင်တာပဲနော်ကို့မှာဂုံအစင်တန်ရှိတဲ့လူဟာတခြားလူတွေ့တဲ့ခါမှာငါးနှစ်ထက်သားတယ်နော်အဲ့ဒါနေမိတ်မထားနဲ့ဆိုတာလေးကိုတဲ့ဖြစ်ဖြစ်တွဲတဲ့နီးနဲ့ဖြစ်ဖြစ် तू ပြောနေတာပဲအမြဲတမ်းပြောနေတယ်နော်သူ့အကြောင်းလေး तू ကြွားလိုက်မယ်တားအကြောင်းကြွားလိုက်မယ်သမီးအကြောင်းကြွားလိုက်မယ်သူ့ခင်ပွန်းအကြောင်းကြွားလိုက်မယ်ဘသူကဘာပစ္စည်းတွေရလာလို့ဝယ်လာလို့ဆိုတာလေးပစ္စည်းနဲ့လည်းကြွားရင်ကြွားမယ်နော်အဲ့ဒါလို့အမြဲတမ်းတယောက်နဲ့တယောက်တွေ့တဲ့ခါမှာကြွားတဲ့စကားကိုပြောလာရင်လည်းပဲတဖြည်းဖြည်းရိုးရိုးသားသားပုံမှန်လင်းလင်းလူကိုတန်ဖိုးထားပြီးဆက်ဆံတဲ့ဆက်ဆံရမှာဖြစ်တော့ဘူးအဲ့လိုမဖြစ်တော့ရင်အဖော်မဲ့အထီးကျန်ဆိုတဲ့ခံစားမှုဟာဖြစ်လာပြန်တယ်နော်အဲ့တော့ inferiority complex ကြောင့်ဖြစ်တယ်လို့နော် companionship due to inferior feelings or the reverse ပြောင်းပြန်ဆိုတာက superior feeling ပဲနော်အဲ့တော့ inferior feeling ကြောင့်လည်းပဲ loneliness ဖြစ်တယ်နော်ငါကအောက်ကျနောက်ကျဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကြောင့်ရင်းနှီးလို့မရဘူးအဖော်မဲ့တယ်လို့ဖြစ်တယ်လို့ငါတို့ကအထက်တန်းစားပါဆိုတဲ့စိတ်ဝင်နေလည်းပဲရင်းနှီးလို့မရဘူးအဖော်မဲ့ဥမှာပဲဒီနှစ်ခုစလုံးမကောင်းဘူးနော်အဲ့တော့ snobbishness အဲ့ဒါခုနsuperior feeling တဘောမျိုးပဲ snobbish ဆိုတာနော်နေရာကကိုယ့်ကိုဒီမြတ်ထက်နားတယ်လို့ကြီးထင်နေတယ်ဒါကိုပဲအမြဲတမ်းအသာယူပြီးတော့ပြောနေတယ်ကြွားနေတယ်နောက်တစ်ချက်က loneliness may be caused by personal problems or hang-ups နော်အဲ့တော့ကိုယ်မှာအခက်အခဲတွေဒုက္ခတွေပြဿနာတွေရှိနေတယ်အဲ့ဒါတွေကိုလူမသိစေချင်ဘူးနော်တချို့ဆိုအိမ်မှာအိမ်တော်ရင်းနဲ့အဆင်မပြေတာတို့ဘာလို့ရှိရင်ရှိမယ်နော်တချို့ကလေးတွေဆိုရင်သူတို့ဆောင်းဝဲတွေဘာတွေမှာအမှတ်တွေဘာလို့နည်းနည်းနဲနေတယ်ဆိုရင်အမှတ်ကောင်းကောင်းရတဲ့တကယ်ကြီးကိုသူရှောင်တော့တာပဲဒါကိုတူတွေသားတွေကိုသားသမီးတွေထဲမှာတခြားစဉ်းစားကြည့်နော်သူတို့အဲ့လိုဖြစ်တာတွေ့ရတယ်အရင်တုန်းကတကယ်ချင်းချင်းအင်မတန်ခင်တယ်ဆယ်တန်းဆောင်ဝဲဖြစ်တယ်တယောက်က9ဒီလောက်6ဒီလောက်ရသွားတယ်နောက်တယောက်က2ဒီလောက်ရတယ်အဲ့ဒီနှစ်ယောက်ကမပေါင်းတော့ဘူးနော်တကယ်ချင်းဖြစ်ကနေပြတ်ဆဲသွားပြီအဲ့ဒါတကယ်ဖြစ်နေတာရှိတယ်တွေ့ရတယ်ပြောတယ်သူတို့လည်းပြောတယ်နော်အဲ့တော့ကိုယ်မှအဲ့ဒါလိုပေါ့လေနော်တခုခုခံစားချက်ရှိနေလို့ရှိရင်
တရားနဲ့တရားရင်းနှီးလို့ပွင့်နေလို့မရတော့ဘူး Fear of exposing a peculiar habit may keep one isolated ကိုယ်မှသူများနဲ့မတူတဲ့အမှုအကျင့်တစ်ခုခုရှိနေရင်လည်းပဲဒီအမှုအကျင့်ကိုလူမသိအောင်ထားခြင်းတယ်လူကြားတဲ့ခဏခဏသွားရင်ဒါပေါ်သွားမှာပဲဒီလိုစိုးရင်တန်းနဲ့ပဲမသွားတော့ဘူးနော်တချို့ယောဂတစ်ခုခုရှိလို့လည်းဖြစ်တတ်တယ်တချို့ကြတော့လည်းပဲကိုယ်လည်းအင်္ဂါတစ်ခုခုချွတ်တက်နေတာလည်းကြောင့်လည်းပဲအဲ့လိုဖြစ်တတ်တယ်နော်ငါမှဒီလိုချွတ်တက်မှုရှိနေတယ်အဲ့တော့ငါလူကြားထဲမသွားချင်ဘူးလူတယောက်ဆိုရင် तू ကလက်ညှိုးလေးတစ်ချောင်းပြတ်နေတယ်သူ့ကိုကြည့်ရင်အမြဲတမ်းသူ့လက်မှာပေါ်ဝါလေးပတ်ထားတယ်ဒီလက်ညှိုးလေးပြတ်နေတာကိုလူမြင်မှ तू သိရှက်တယ်နော်အဲ့တော့ရုပ်ပိုင်းဆိုင်ရာမှာဖြစ်ဖြစ်စိတ်နဲ့သဘောထားပဲဖြစ်ဖြစ်တခြားလူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့လူသိမခံခြင်းတဲ့ကိစ္စတစ်ခုခုပဲဖြစ်ဖြစ်ရှိနေလို့ရှိရင်အဲ့ဒါကိုအကြောင်းပြုပြီးတော့ပဲလူတွေနဲ့မရင်းနှီးတော့ဘူးကင်းကွာသွားတယ်နော်အဲ့တော့ကိုယ့်ဘဝမှာအဲ့လိုတစ်ခုခုကြုံတွေ့ရတဲ့ကံမှာဒါကိုသိချပြန်ကြည့်ပါငါမှဒီလိုခံစားခြင်းမျိုးရှိနေတယ်သိဖို့ပထမအရေးကြီးတယ်နော်ဒါကိုသိပြီးမှဒီကိစ္စဟာဒီလောက်ကြီးပဲပြင်းထန်နေသလားဒီလောက်ကြီးပဲအရေးကြီးသလားနော်ဒါတွေကတကယ်တော့အရေးမကြီးပါဘူးကိုယ့်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အားနည်းချက်နဲ့ပတ်သက်ပြီးတော့မခင်ကျင်တဲ့လူရှိရင်လည်းပဲကိစ္စမရှိဘူးပေါ့နော်သို့တော့ခင်ကျင်တဲ့လူရှိနေတာကိုတော့ကိုကအဆက်အသွယ်မဖြတ်သင့်ဘူးအဲ့လိုကိုယ့်ရဲ့တကယ်မိတ်ဆွေကောင်းပြီးသားတဲ့လူတွေကိုကိုယ့်အခက်အခဲကိုယ့်ဒုက္ခကိုပြောပြသင့်တယ်မိဘဖြစ်ခြင်းဖြစ်မယ်ဆရာသမားဖြစ်ခြင်းဖြစ်မယ်တငယ်ချင်းဖြစ်ခြင်းလည်းဖြစ်မယ်သူတို့ပြောပြသင့်တယ်အဲ့လိုပြောပြလိုက်လို့ရသွားရင်တက်တာသွားတယ်နော်ဥပမာတပည့်တယောက်ဆိုရင်သူ့မှာလူသူများကိုပြောဖို့ရာအမတန်ရှက်တဲ့ယောဂတစ်ခုရှိတယ်နော်သူအဲ့ဒါကိုဘယ်သူကမှမပြောဘဲနဲ့ကြိတ်ပြီးတော့နေတယ်အဲ့ကြိတ်ပြီးတော့နေကြတဲ့ကသူအကြီးကျယ်လုံးလေးဖြစ်တာနောက်ဆုံးစေယောဂဖြစ်လောက်တဲ့အဆင့်တောင်ရောက်နေပြီနော်နောက်တော့မှတဖြည်းဖြည်းနဲ့သူအရေးဆုံးပြီးတော့ငါ့ပေါ်မှာတကယ်စေနာမေတ္တာထားတဲ့မိတ်ဆွေကောင်းတော့ရှိပါသေးတယ်ငါပြောကြည့်အောင်မယ်နော်အကယ်၍ဒီကိစ္စကြောင့်ငါ့ကိုတို့ပြစ်သွားမယ်ဆိုလဲသွားကြပါလေမတတ်နိုင်တော့ဘူးသို့တော့ဒီထက်မှတော့ငါ့ကိုမပြစ်တဲ့လူလည်းရှိအောင်မှာပဲအဲ့လိုအရေးဆုံးပြီးတော့သူတဖြည်းဖြည်းပြောကြည့်တော့တချို့တော့ပြစ်သွားတာပါပဲနော်မပေါင်းတော့ဘူးသူ့နားကိုမလာတော့ဘူးတချို့တော့ကိစ္စမရှိပါဘူးကွာနော်ဒီအတွက်နဲ့မင်းစိတ်ဆင်းရဲမှုမရှိနဲ့မင်းအနာမှာငါတို့ရှိတယ်အားမငယ်နဲ့အကူကြီးလိုရင်ပြောဘာလုပ်ပေးရမလဲနော်စကားပြောပေါ်ရရင်လည်းပဲသူတို့ပြောသူတို့လက်ခံတယ်အနာမှာနေတယ်ပြုစုတယ်နားထောင်တယ်နော်အဲ့လိုဖြစ်လာတယ်နော်အဲ့တော့ကိုကအကြောက်လွန်ပြီးတော့လူတွေကိုရှောင်လွန်ရင်လည်းပဲအဖော်မဲ့သွားတယ်နော်အဲ့တော့မိတ်ဆွေကောင်းကတော့ရှိအောင်မှာပါသူတို့ကိုတန်ဖိုးထားပါရှားပါ